ကျွန်တော်အခုချိန်ဒီ digital nomad အနေနဲ့ရက်တည်လာတာဒီလားဆိုရင်2နှစ်ပြည့်ပါပြီ2နှစ်ဆိုတဲ့အချိန်ကလည်းဒါအကြိုက်ပဲပေါ့နော်အဲ့တော့ digital nomad ဆိုတာကဘာလဲမသိတဲ့လူတွေပြပြမယ်ဆိုရင်အခုလိုမျိုးကြုံရနေရမှာ internet ရှိရယ်ကိုယ့်ရဲ့ internet ရှိရယ် MacBook ရှိရယ်ဆိုလို့ရှိရင်ဒါအလုပ်လုပ်လို့ရတဲ့ကိုယ်ပိုင်အလုပ်ပုံစံမျိုးလေးတွေကိုဒါပြောတာပေါ့နော်ကိုလိုလိုနဲ့လုပ်လို့ရတယ်ရုံးတွေပဲသွားကြမလို့အဲ့လိုမျိုးပြောတာပါအဲ့တော့ဒီလိုမျိုးရက်တည်လာတာကျွန်တော်အခု2နှစ်ပြည့်ပြီ2နှစ်ဆိုတော့ကျွန်တော်ရဲ့ဒါကြားထဲမှာဘာတွေသင်ခန်းစာရလဲဘာတွေလိုအပ်လဲဘာလေးလုပ်တင်လဲဆိုတော့ပြပြချင်ပါတယ်အခုလက်ရှိကတော့ကျွန်တော်ဒါ coffee ဆိုင်မှာပေါ့နော်အဲ့တော့ coffee ဆိုင်တွေရှာတဲ့အချိန်မှာလည်းဒီ charger ပေးတဲ့ဆိုင်တွေနောက်ပြီးတော့ wifi free ရတဲ့ဆိုင်လေးတွေရှာပါတယ်ဒီတိုင်းတွေ့ရနေရလဲဝန်ထိုင်လို့မရဘူးเนาะ charger မရအားမရ MacBook ကသုံးလို့မရတော့အဆင်ပြေဖြစ်တတ်ပါတယ်အဲ့တော့ဒါတော့ထားပါတော့ကျွန်တော်ရဲ့ income တွေကြောင်းပြပြပါမယ်ကျွန်တော်ပထမတစ်နှစ်လောက်မှာဘယ်လိုရက်တည်ခဲ့လဲဆိုရင်ကျွန်တော်ဒီ influencer အလုပ်နဲ့နောက် Facebook ကနေ monetization ရပေါ့နော်အဲ့ဒီနှစ်ခုတွေနဲ့ကျွန်တော်ရက်တည်ခဲ့ပါတယ်အဲ့နှစ်ခုကကျွန်တော်အတွက်ဒါပတ်စံရတယ်ဆိုရင်မဲ့ stable income တစ်ခုမဖြစ်နေဘူးပေါ့နော်တချို့ line မှာများတယ်တချို့ line မှာနည်းတယ်ခံမှန်းလို့မရဘူးဖြစ်အဲ့နဲ့ကျွန်တော်နောက်ပိုင်းကျတော့ကိုဒီလိုမျိုး digital normal lifestyle မှာနေကြတယ်ဆိုရင် stable ဖြစ်တဲ့ level နေရဲ့လုပ်ငန်းတစ်ခုလိုရတယ်ဆိုတော့ကျွန်တော်နားလည်လိုက်ပေါ့နော်ဆိုတော့လိုဟာမျိုးကရက်တည်လို့မရဘူးလားမဟုတ်ဘူးရက်တည်လို့ရတယ်ဒါပေမဲ့ကျွန်တော်ကလည်းအများကြီးအောင်မြင်တဲ့လူတယောက်မဟုတ်တော့ရက်တည်ရခက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ပိုင်းမှာနီလန်လေးတစ်ခုသွားတွေ့ရပေါ့ကျွန်တော်လည်းဝါသနာပါတယ်ပြီးတော့ကိုလည်းလုပ်တတ်တဲ့အလုပ်မျိုးဆက်ပြီးစဉ်းစားတဲ့အချိန်မှာကျွန်တော်ဒီ marketing လုပ်တဲ့ဘက်ကိုနည်းနည်းလေးရောက်သွားပေါ့ကျွန်တော် fully marketing သွားတာတော့မဟုတ်ဘူးကျွန်တော် content ရေးတယ်နောက် graphic design ဆွဲပေးတယ်အားတွေကိုလုပ်ငန်းသေးသေးလေးတွေအတွက်ကျွန်တော်ဒါအများကြီးကူညီပေးလို့လည်းရနိုင်ဈေးလုံးလေးတစ်ခုနဲ့ကျွန်တော်လုပ်လိုက်တယ်ပေါ့နော်အဲ့လိုဝန်ဆောင်မှုပေးတဲ့အတွက်ကျွန်တော်လာစင်တိုင်းသူတို့ရှိရကျွန်တော်လာစားပုံစံမျိုးရတယ်ပြီးတော့သူတို့ရှိတယ်ကျွန်တော်သွားကြရမလို့ဒါပေမဲ့ဓာတ်ပုံတွေပဲရရမယ်ဆိုတော့သွားရတယ်ပေါ့နော်ပုံမှန်တော့ကျွန်တော်အိမ်ကနေပဲအဲ့ဒီဟာတွေ content တွေလုပ်တယ်နောက် design တွေဆွဲတယ်တရားကျွန်တော်ရဲ့နောက်ပိုင်းမှာကျွန်တော် client 3-4 ယောက်လောက်ရသွားတော့ကျွန်တော်တို့ stable income ဖြစ်တယ်ကိုလည်းနိုင်နိုင်နေရှိသွားတယ်ပေါ့နော်အဲ့တော့ stable income နဲ့ရှိရဲဆိုတော့ Facebook ကနေပတ်စံရတယ်ပြီးတော့ကျွန်တော်ရဲ့ဒီ influencer အလုပ်ကနေပတ်စံရတယ်ဆိုတော့ဒါကျွန်တော်ပုံမှန်လည်းပတ်နိုင်သွားပါတယ်ဒါကြောင့်မို့အခုချိန်ထိဒါကျွန်တော်ဒုက္ခတစ်ခုမှမရှိဘူးပေါ့နော်ဒီစီလည်းပတ်နိုင်တယ်ဒုက္ခဆိုလို့ coffee ဆိုင်ရှားတဲ့ဒုက္ခလေးတစ်ခုတော့ရှိရပါတော့ဘာလို့ဆို coffee ဆိုင်တော်တော်များ charger မရတာနဲ့ wifi မရတာ line မကောင်းတာနဲ့အဲ့လိုမျိုးကိစ္စလေးတော့ရှိတယ်ကျွန်တော်တော့မရှိပါဘူးအဲ့တော့ဒီ lifestyle မှာဘာတွေကောင်းလဲဆိုတော့ကောင်းလိုက်တော့အများကြီးပဲကျွန်တော်ကိုယ်ပိုင် free time တွေအများကြီးရပါတော့ကျွန်တော်အခုဆိုရင်ဒီနေ့ဆိုတာ3 နာရီ4 နာရီလောက်မှနေအလုပ်ပြီးသွားပြီအဲ့တော့မနက်ပိုင်းလေးကျွန်တော်ဒါဒီနေ့က visa သွားတူတယ်ပေါ့နော်ပြီးတော့နေ့လယ်ပိုင်းကျခဏပဲတနင်္လာနေ့လောက်အလုပ်လိုက်တာနဲ့ပြီးတော့ဆိုတော့ကျွန်တော်ဒါတစ်နေ့လုံး challenge ရ free time ပဲကျွန်တော် game ဆော့ရင်ဆော့တယ်မဆော့ရင် Stranger Things ထွက်ရင် Stranger Things ကြည့်ရဲမဟုတ်လဲကျွန်တော် series တစ်ခုကြည့်ရပါတော့အဲ့တော့ဒီ lifestyle မှာမိုက်တာတစ်ခုကတော့9 to 5အလုပ်သွားရတာမဟုတ်တဲ့အတွက်တစ်နေ့လုံးအားတယ်ပြီးတော့ကျွန်တော်တကယ်လို့ညဘက်အိမ်မပြောဆိုလို့ရှိရင်ညသကောင်မှအလုပ်တွေလုပ်နေရတယ်ရှိတယ်ကျမ်းမာရေးနဲ့တော့မကောင်းဘူးเนาะဒါပေမဲ့လည်းကိုမအိမ်မပြောတာမပြင်းပြောတော့တခါလေအလုပ်ထပ်လုပ်လိုက်တဲ့အချိန်လည်းရှိပါတယ်အဲ့တော့ဘာတွေမကောင်းလဲဆိုတော့9-5လုပ်တဲ့လူတွေလိုမျိုး stable income များများကြီးဖြစ်နေတယ်ဆိုတာမျိုးတော့ရှားတယ်ပေါ့နော်ကိုပိုင်ချိန်တော့ပို့ထွက်လာရဆိုရင်မဲ့စတဲ့လိုမျိုးသူတို့လိုမျိုးလာကုန်လို့ရှိရင်လာစာရဖို့တော့ကတော့မသိကြဘူးပေါ့ကိုကဒီဘက်မှာကိုအလုပ်ဒီမှာ fail သွားရဆိုလို့ရှိရင်ဒါလာစာမရနိုင်လည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောလို့ stable income တစ်ခုကိုလည်းရှားတိုင်းတော့ဒါအဲ့ဒီမကောင်းတဲ့ဟာလေးတစ်ခုကတော့ကောင်းပါတယ်ကျွန်တော်တော့အကုန်ကောင်းတယ်ကျွန်တော်တော့ဒီ lifestyle လေးမှာပို့ပြီးတော့ပြောတယ်အရင်ရုံးတက်တော့စိတ်ကတော့နည်းနည်းပေါ့ပါပေါ့နော်ကိုဘယ်လိုလုပ်လာကုန်ရင်လာစာရမှာပေါ့နော်ဒါပေမဲ့ဒီမှာကြအလို့မဟုတ်ဘူးနော်ကိုယ့်ရဲ့ performance ကောင်းမှာပဲလာကုန်ရင်ဒါလာစာရမယ်ကိုကောင်းကောင်းလုပ်မှ brand တွေပို့ပြီးတော့ကိုနဲ့တူတူအလုပ်တွေတွဲလုပ်မယ်ဒီလိုမျိုးစိတ်နေစိတ်ထားလေးကတော့ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါလည်းတိတ်တော့မခက်ပါဘူးနောက်တော့လည်းအဆင်ပြေသွားပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်အခုမှစပြီးတော့ဒီလမ်းကြောင်းနဲ့စပြီးဝင်မဲ့လူတွေအတွက်အကြံပေးချင်တာဟာလေးရှိရပါတော့အဲ့တော့ဒီလိုမှတ်ဖို့ကောင်းကောင်းလေးတစ်လုံးဝယ်ပါအရင်ကတော့ကျွန်တော်ချွေတာပြီးတော့မှတ်ဖို့ကိုမကောင်းတိတ်မကောင်းတဲ့ဟာလေးဝယ်တယ်ပေါ့နော်အဲ့ဒါအဆင်မပြေတော့ကျွန်တော်အိမ်မှာ iMac နဲ့သုံးရတယ်အခု iMac ကလည်းကျွန်တော်သွားလာတာမလွယ်တော့ iMac ကိုရောင်းပြီးတော့ MacBook ကောင်းတာတစ်လုံးဝယ်လိုက်ရပါတယ်အဲ့တော့ MacBook ကောင်းကောင်းလေးတစ်လုံးကလိုတယ်အဲ့ဆက်လာရတာကိုအလုပ်တွေလည်းသေးကြတယ်အခုမှပတ်စံလည်းနည်းနည်းနိုင်နေဆိုရင်တော့ MacBook ကောင်းတာလေးတစ်ခုဝယ်ဒါမှမဟုတ်လည်းတခြား Windows တွေကဆို Windows ကောင်းတာလေးတစ်ခုဝယ်ပါဒါက MacBook တွေမဟုတ်ပေါ့နော်တခြားကိုဘာပစ္စည်းပဲဝယ်ကောင်းတဲ့ဟာလေးကိုတခါတည်းဝယ်လိုက်တာပို့ပြီးတော့ budget ချွေတယ်ဆိုလေးကိုပြပြချင်ပါတယ်
နောက်တစ်ခုကတော့အမြဲတမ်းဒီ internet ကောင်းကောင်းလေးကိုရှာပေါ့နော်တချို့ coffee ဆိုင်တွေက internet တော့ပြီးတယ်ဒါပေမဲ့ line မကောင်းတာအချိန်ကန့်သက်တာတွေရှိတယ်အဲ့ဒီဟာလေးတွေကိုအရင်ကြိုရှာပေါ့ပြီးတော့မှအဲ့ coffee ဆိုင်ကိုသွားတင်မသွားတင်ဆုံးဖြတ်မှသွားမဟုတ်လို့ရှိရင်ဆိုင်ပြောင်းသွားနေတနေ့တနေ့ coffee ဘိုးနဲ့နေကိုရတဲ့ဟာနဲ့မကားမိပဲပြန်ဖြစ်နေတယ်ပေါ့နော်နောက်ပြီးတော့အခုလိုမျိုးဒီကျွန်တော်လိုမျိုးဒီ video တွေလုပ်ချင်တဲ့ content creator ပဲသွားချင်တယ်လို့အတွက်ပထမဆုံးစစချင်းကိုကျွန်တော် camera web တိတ်ပြီးတော့ recommend မပေးဘူးပေါ့နော်ဒါပေမဲ့ဒီလိုတော့လုပ်လို့ရတယ်ကျွန်တော်ဆိုရင်အခုလက်ရှိဒီ iPhone 13 mini ပေါ့နော် camera လေးကွဲနေအားလေးကင်နေဒါပေမဲ့ကျွန်တော် camera တော့ကျွန်တော် Fuji X75 သုံးလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော် iPhone 17ဝယ်မယ်ဆိုရင်လေဒီ camera နှစ်ခုပေါင်းစားလောက် camera နဲ့ဖုန်းပေါင်းစားလောက်ရှိတယ်ဒါပေမဲ့ camera ပဲဖုန်းကဖုန်းပဲပေါ့နော်အဲ့တော့ကျွန်တော် camera ပို့ပြီးတော့ဦးစားပေးဝယ်လိုက်တယ်ဖုန်းတော့ကိုဒါ social media သုံးတာလောက်အဆင်ပြေရဆိုလို့ရှိရင်ဒီလိုလေးပဲသုံးလိုက်ပါတယ်အဲ့တော့ဒါလေးတွေကတော့ကျွန်တော်ရဲ့အခုသွားနေတဲ့နီလန်လေးပေါ့ဒီတော့ပစ္စည်းကောင်းကောင်းဝယ်တခါတည်းပစ္စည်းကောင်းကောင်းဝယ်ပါပြီးလို့ရှိရင်ဒါကိုရွေးချယ်ရမယ့်ဟာမျိုးတွေပေါ်လာလို့ရှိရင်ဥပမာဖုန်းနဲ့ကင်မရာနဲ့ဆိုရင်တော့ကင်မရာပို့ပြီးတော့ရွေးချယ်လိုက်တာမျိုးလုပ်ပါအဲ့တော့ဒီနီလန်လေးတွေကဒီအခုမှစပြီးတော့ digital normal lifestyle နဲ့ဝင်မဲ့လူတွေအတွက်လည်းဒါအကျုံးအသုံးဝင်မှထင်တယ်ပေါ့နော်အဲ့ကျွန်တော်ကိုယ်တိုင်လည်း digital normal lifestyle ဆိုပေမဲ့သူများလိုမျိုးတော့လားစာအများကြီးရပြီးတော့သွားနေလို့မဟုတ်ပါဘူးစူးစမ်းနေစေပါအဲ့တော့ဘာဖြစ်ဒီဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်အဆုံးလေးကြည့်ပြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်တက်တာပါ